ပွဲမှာတခါလာခောက်တဲ့လက်တစုံကိုကျွန်တော်မလိုချင်တော့ဘူးဗျာနေချီးထားတဲ့အကျွေးလာတောင်းတာမသားတထောင်းစားရဲ့ Hey, y'all, come look at this. အပြုံးတစ်ချက်နဲ့ရုံထွက်မရအောင်ဖမ်းစားထားတဲ့ညီမလေးရေမြစ်တာတစ်ခိုးနဲ့800ဘူးလောက် တော်ကီတစ်ပေါက်ကဘောလီတောင်ကျွတ်တယ်အဖိုးကြီးရဲ့အိမ်မှာကြတော့ငါဟင်းချက်တာမစားချင်ဘူးမေးတဲ့မယားကကျွေးတဲ့ဘအုပ်ပြုတ်ကြတော့ကောင်းလိုက်တာအချစ်ရဲ့တဲ့မွေးရကျိုးနဲ့တဲ့တထောင်းစားလေးတွေ ငါတို့တွေကံကောင်းတယ်နော်ကိုဗစ်လည်းမိတယ်ကိုစစ်လည်းမိတယ်မြင်ငရင်လည်းမိတယ် AI ခိတ်လည်းမိတယ်အခုလက်ကြည့်လေစုံခိတ်မခိတ်လည်းမိထပ်မိပြန်ပြီ လက်ဖွားရရင်ငွေဝင်တယ်တဲ့ဖင်ရရင်ရောဘာဝင်လဲမသိဘူးနော် သိကျင်ရင်အိမ်ထဲလိုက်ခဲ့လေ Yeah, boy. ဖတ်တာအဖိုးကြီးအသက်သာကြီးတာအကျော်ကတော့လူပြိုဘဝတုန်းကလိုပဲဘလို့မှမခံစားနိုင်ဘူး အသေးကွဲရင်ပျောက်တဲ့ဆေးရှိလားအသေးကွဲနေလို့ ရော့စေ အဲ့ဒါအသေးကွဲရင်ပျောက်တဲ့ဆေးလား မဟုတ်ဘူးဖင်ရပျောက်စေမင်းကဖင်ရနေလို့ဖုံဖုံတပိတော့မသိတာလေးတခုမေးချင်လို့ပါဗျာ မေးပါတက္ကမကြီး ရုပ်နံတည်တယ်ဆိုတာဘာကိုပြောတာလဲဗျာ ရုံနံသေးတယ်ဆိုတာရေနံတုတ်တာကိုပြောတာပါတက္ကမကြီး အမေသမီးချက်အောက်မှာအမွှေးနုလေးတွေပေါက်နေတာအဲ့ဒါဘာဖြစ်တာလဲ ဘာမှဖြစ်ပါဘူးသမီးရဲ့အဲ့ဒါသမီးရဲ့ညီမလေးအရွယ်ရောက်လာပြီဆိုတာပြတာပါ ဟဲ့အငယ်မညီမလေးတော့အမွှေးပေါက်နေပြီတဲ့နင့်ညီမလေးရောအမွှေးမပေါက်သေးဘူးလား သမီးညီမလေးကငှက်ပြောသီးတောင်စားတတ်နေပြီမေမေ အဖိုးရာသားတို့မှာကားလေးတစ်စီးလောက်ရှိရင်ကောင်းပါပဲဗျာ ငါလိုမှသားကလည်းစိတ်ကူးရင်တာကို10စီးလောက်ရင်တော့မင်းအမေငါမလုပ်မှမလုပ်လားမိမညကနင်းနှကန်းကိုနမ်းတာဘာလို့နှကန်းမွေးတွေပေါက်နေတာလဲစူး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 နဲ့ မသားနင်ညကမူးမူးနဲ့နမ်းတာအပေါ်နှကန်းမဟုတ်ဘူးအောက်နှကန်းဖြစ်နေတယ်ဖုံးမရှိတော့ပြင်းတယ်ပတ်စံ2 တန်းခွဲလောက်တော့ရှိတယ်ဖုံးเจ้าနားလဲတဲ့မောင်ကျော်ကြီးစီသွားမေးရမယ်ဘာဖုံးဝယ်တင်လဲလို့မောင်ကျော်ကြီးအဖွားဖုံးဝယ်ကျင်တာ2 ခွဲလောက်ဆိုဘာဖုံးဝယ်တင်လဲဟမ် နှစ်ခွဲလောက်တော့မသွားနဲ့အောင်ဖွာနေပူတယ်ညနေလောက်မှသွားဝယ်လေမောင်ရင်ကဦးရဲ့သမီးကိုသဘောကျလို့လာတောင်းတာဆိုတော့ဦးလေးမေးစရာရှိတာမေးမယ်ကွာဟုတ်ကဲ့ပါဦးလေးမေးပါပထမဆုံးမေးချင်တာကမောင်ရင်အရက်တွေဘာတွေတောက်တက်လားမင်္ဂလာကိစ္စအရင်ပြောတော့ဦးလေးညနေမှအေးဆေးသွားတောက်ကြတာပေါ့ဗျာမင်းတက်တိရှိရင်ချမလားဟေ့အောင်ငါဘက်ကအစင်တင်ပဲမင်းချမလားလို့ဟေ့အောင်ကြိုက်တယ်ဒီပွဲမှာမင်းနဲ့ငါ2 ယောက်တည်းဘယ်သူမှမပါအောင်ချမှာကွာချမယ် A few moments later. ချကွာသားကြီးစိတ်ကြိုက်တာဆိုရင်စုံလုံးလူတောက်ရလားချက်ပါချက်ပါအရင်မောက်တဲ့ကောင်ကပတ်စံရှင်းပါနော်အဖွားကြီးခင်ဗျားလက်ထက်ဓာတ်စီဘုံကိုထားခဲ့ဘုံဝင်ဒီကောင်မလေးကိုကျုပ်ခေါ်သွားမယ် အဖွားလို့ပါဦး သမီးကြောက်တယ် ဒီမကောင်လေးဒီဒက်စီကိုရဖို့ငါတို့မနဲ့စောစောကနေညနေတာတန်းစီပြီးစောင့်ခဲ့ရတာမင်းသိရလား အဖွားကြီးစကားတွေမရှင်းနဲ့ဗျာဆုံးဖြတ်ချက်ကိုအမြန်ချလိုက်ပါ A few moments later. ကောင်းပြီဒက်စီတော့မပေးနိုင်ဘူးငါသမီးလည်းလင်မရမှာအတူတူဒီမှာပဲထားခဲ့လိုက်မယ် ဖွားဖွားတောင်း900လောက်ပေးပါ ဘာ400ဟုတ်လား300နဲ့ဘာလို့မလို့လဲခုလည်း200တောင်းမြန်ပြီငါမှတော့100ပဲရှိတယ် ရော့50ယူသွား 45ချက်ပြန်ပေး
ဤပေါက်ခါနီးအတန်အကျယ်ကြီးထွက်အောင်ညှစ်ပြီးပေါက်လိုက်ရတဲ့အချိန်ကအဖိုးဘွားရဲ့ဂုံယူကဆုံးအချိန်ပဲ ဒီလောက်ဟာသားတွေဖန်တယ်ပဲနေတာတော့အသေးမပဲသွားရင်နင်တို့တွေလင်မရပါစေနဲ့ဟေးချောင်းစိုးနေလို့ချောင်းစိုးပြောက်ဆေးလာဝဲတာအကျွေမရှိလို့ချိုးခြင်းပြန်အမ်းလိုက်တယ်တဲ့မအေးဘေးဆေးဆိုင်